Okay, our main sort of account ni man ara IQO sanga base lao shi mi le pya de. Di brother ပြောတာကျွန်တော် iPhone 15ကိုပြောတာထင်တယ်ဗျ။ဘာလို့လဲဆိုတော့ကျွန်တော် iPhone ရောင်းထားတဲ့ video အောက်မှာမှန်လာတာဖြစ်တယ်ကျွန်တော် iPhone 15ကိုပြောတယ်လို့ကျွန်တော်ယူဆတယ်။အဲ့တော့ကျွန်တော်စီမှာရှိတဲ့ iPhone 15လေးပြပြီးပြီပေါ့နော်။ဟိုတနေ့က video မှာ iPhone 15ကိုကျွန်တော်နှလုံးပြပေးသွားတယ်။ matcha green color ဒီလိုမျိုးကျွန်တော်လည်းဒီဘုတ်ကန်ကြတဲ့ black color ပြပေးသွားတယ်ပေါ့နော်။ဆိုင်မှာတော့လက်ရှိ black color တစ်မျိုးပဲကျန်တော့မှာပဲ။ဟိုလုံးဝထွက်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ပါ။အဲ့တော့ဆိုင်မှာတော့ black color တစ်လုံးပဲကျန်တော့မယ်။အဲ့ဒီနေ့ကပြောတဲ့ details ဆိုကျွန်တော်တစ်ချက်ပြန်ပြောပေးပါမယ်။ဒီက 128GB ဖြစ်မယ် KH ဖြစ်မယ် 1SIM plus eSIM တော့ရမယ်။ battery ကကျွန်တော် original battery လေးပေးပြီးသား battery percent 100နဲ့တော့ရမယ် cycle count 0အသွင်းချိန်တစ်ချိန်မှမရှိသေးတဲ့ဖုန်းအသစ်တိုင်းကမ်းမှာဖြစ်ပါတယ်ဆိုတော့ original battery ဖြစ်တဲ့အတွက်ကြောင့်မို့လို့ battery message ပါတာမျိုးတွေအဲ့တော့တွေလည်းဘာမှစိတ်ပူစရာမလိုပဲကျွန်တော် battery အမကောင်မှာ6လဝန်းကျင်လောက်ဒီကျွန်တော်ဆိုင်ဘက်ကပေးထားတာပဲဖြစ်ပါတယ်အဲ့တော့ BBC အစုံပါမယ် 128GB ရမယ် KH သုံးရမယ် battery ကလည်း100သုံးရမယ်ဗျာအဲ့ဒီအလုံးကိုကျွန်တော်တို့စီမှာ28သိန်း9000နဲ့ရောင်းချပေးတော့မှာဖြစ်ပါတယ် color တော့ black color ဖြစ်သွားမယ်ဖုန်းဒီခါလေးကျွန်တော်ပြပေးမယ် color တော့ black color လေးဖြစ်သွားပါမယ်ယောက်ျားလေးတွေနဲ့တော်တော်လေးကိုင်းလွန်ကောင်းတဲ့ color ဖြစ်ပြီးတော့ titanium body နဲ့ boxy design တော်တော်လေးလှတယ်လက်ထဲမှာကိုင်းတဲ့ hand feeling တော်တော်လေးကောင်းတယ် dynamic island ပါတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့တချို့ feature တွေလည်းအများကြီးအပိုပြီးအသုံးဝင်လာပါပြီပေါ့နော်ဆိုတော့အဲ့ဒါမျိုး model အမြင့်ပိုင်းမှာရှာနေတယ်ဈေးက330အောက်ထဲမှာဆိုလို့ရှိရင်ဒီကောင်လေးရွေးချယ်လို့အကောင်းဆုံးဖြစ်ပြီးတော့28သိန်း9000နဲ့ iPhone 15 128GB ကိုပိုင်ဆိုင်လို့ရပါပြီမှာယူခြင်းနဲ့ဆိုလို့ရှိရင်တော့399586ကိုဆက်သွယ်ပြီးတော့မှာယူလို့ရပါတယ်ဆိုင်မှာလာရောက်ကြည့်ရှုပြီးမှဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ကုန်စည်တန်းလမ်းအောက်ဘလောက်တင်းကြီးစည်းကမှတ်တိုင်ဒီဘဲညွှန်နေမှာကျွန်တော်ဆိုင်ရှိပါတယ်